၎င်းရန်ချိန်မှာစစ်သားတယောက်စီးသွားနေတော့သူ့ခြေအောင်နာကတခုခုနဲ့တန်ခါမောက်ခေါင်းမိတဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်သူအလစ်ငိုက်မိသွားပြီးကြက်တေတေသွားကတောင်ဆောင်အောက်မှာရန်သူတွေပုံနေသလားဆိုတာကိုသိကျင်သွားတယ်သူ့ရဲ့ထင်မြင်ချက်ကိုတေချာအောင်လုပ်ဖို့အဲ့ဒီနေရာကိုပဲတမင်ရည်ရွယ်ပြီးထက်စီးသွားလိုက်တဲ့အခါတန်ခါမောက်ခောက်တန်ကပိုကျလာပါတယ်ဆူရှာတဲ့စီးနှံကြောင့်တောင်ဆောင်အောက်မှာဝတ်နေတဲ့ရန်သူစစ်သားကဒေါသထွက်သွားပြီးသူ့ရဲ့တနက်ခတ်လုပ်ကိုအလိုလျောက်လမ်းကင်လိုက်ပါတယ်ဒါပေမဲ့စက္ကန့်ပိုင်းကြာမှဂျက်ကလှည့်ပြီးတီငြိမ်ပဲထွက်သွားခဲ့ပါတယ်အနီးနားကရန်သူကသူ့ကိုချိန်ရွယ်ထားမှန်းသိနေတဲ့အတွက်သူကကြောက်လန့်နေတဲ့ပုံစံပြလို့မဖြစ်ပါဘူးအခုသူချက်ပြဖို့နီလန်တစ်ခုရှာရတော့မယ်အဲ့ဒီအချိန်မှာပဲကင်းလှည့်နေတဲ့စစ်သားတစုဖြစ်သွားပါတယ်ဒါကြောင့်သူကအတန်ကိုတမင်ကြဲလုပ်ပြီးသူတို့ရဲ့စီကမ်းမဲ့မှုကိုစူပူချိန်မောင်းလိုက်ပါတယ်စစ်သားတွေကသူနောက်နေတဲ့ထင်ပြီးနောက်ပြောင်တဲ့လေတန်းနဲ့ပဲပြန်ပြောခဲ့ကြပါတယ်ဒါပေမဲ့ရုတ်တရက်ချက်ကသူတို့တွေကတယောက်ကိုဒေါသတကြီးနဲ့ဗဆက်ပိတ်ထားဖို့ပြောလိုက်ပါတယ်ချက်ကအမြဲတမ်းပုတ်ပုတ်ပါပါနေတဲ့သူဖြစ်ပြီးအဲ့ဒီညမှာတော့ပုံမှန်မဟုတ်ပဲတည်ကြည်နေတဲ့အတွက်ထိုစစ်သားကလုံးဝအံ့အားသင့်သွားပါတယ်တကယ်တော့ချက်ကတမင်တက်လုပ်နေတာပါသူကစစ်သား1000လောက်ရောက်လာတော့မယ်လို့လိန်ပြောခဲ့ပါတယ်ရန်သူကို6လန့်ပြီးဘာမှမလုပ်ရဲအောင်တားဆီးဖို့ကြိုးစားတာပါပြီးတော့ချက်ကစစ်သားတွေကိုရန်သူရှိတဲ့ဘဲဘက်ကိုလှည့်ဖို့အမိန့်ပေးခဲ့ပါတယ်ဒါမှတိုက်ပွဲစတာနဲ့အချိန်မရွေးတံပြန်တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေမှာပါအဲ့ဒီအချိန်မှာတက်မှုကရုတ်တရက်ပေါ်လာပြီးသူတို့ကိုတာဝန်မဲ့တယ်လို့ဆွဆွဲပါတော့တယ်အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာဂျက်ကတက်မှုစီကိုတန်မတ်လျှောက်သွားပြီးစစ်ကူတွေလာနေပြီလို့အော်ပြောလိုက်ပါတယ်တက်မှုအနာရောက်ချင်းပဲသူကသတင်းချက်လက်ကိုတက်မှုရဲ့နားထဲကိုအမြန်တီးတူးပြောလိုက်ပါတယ်တက်မှုကမောကြည့်လိုက်တဲ့အခါမျက်စိကျိန်းလောက်တဲ့အလင်းရောင်တစ်ခုကိုတေချာပေါက်မြင်လိုက်ရပါတယ်သူကချက်ချင်းပဲအမိန့်ပေးလိုက်တဲ့အတွက်အားလုံးကမန်းကရန်လှုပ်ရှားသွားကြပါတော့တယ်